ကဲအားလုံးမင်္ဂလာပါ Fantasy Premier League Game Week 36ရဲ့အချက်လက်သုံးသပ်တင်ဆက်မှုကနေကြိုဆိုပါရစေ။ရာသီကုန်ခါနီးပြီဆိုတော့ FPL Manager တွေတဲ့အခုချိန်ကအမှတ်တွေအများကြီးယူဖို့အရေးကြီးဆုံးတဲ့အကျိတ်အနေရှိဆုံးချိန်ရောက်လာပြီပေါ့။ဆိုတော့ကိုကြမဟာဗျူဟာမြောက်အားတာချက်တွေရောက်ဖို့ဒီတစ်ပတ်ပွဲစဉ်အချက်လက်တွေကိုသေချာလေးလေ့လာကြည့်လိုက်ကြအောင်ညာ။ Okay ပထမဆုံးဒီအချက်ကိုစပြီးအသေးစိတ်ကြည့်လိုက်ကြရအောင်။ဒီဂိမ်းကနာ9ကဘာကိုပြနေလဲဆိုရင်ချာစီအတင်းရဲ့တကယ်ကိုတုံလို့ဆရာကောင်းနဲ့9ဘွဲဆက်တိုက်ရှုံးနေမှုကိုပြသနေတာပါ။ရာသီကုန်အဆုံးသက်ပိုင်းဒီမှာဘလောက်တောင်အပြောင်းလဲတွေများနေလဲဆိုတာကိုဒါကမိမုံထုတ်ပြနေတာပဲဖြစ်ပါတယ်။ဒီကနေ့ကျွန်တော်တို့လေ့လာသွားမယ့်အဓိကအကြောင်းအရာတွေကတော့အခြေရနေရှိမဲ့ပွဲစဉ်တွေရဲ့ချင်းတွေအသင်းတွေအနိုင်ချင်းနဲ့ခံမှန်းချက်တွေဂိုးများဆုံးသွင်းနိုင်မဲ့အသင်းတွေနဲ့ခံစစ်ပိုင်းပြမထားရမယ့်အသင်းတွေဖြင့်အကောင်းဆုံး FP အသင်းခေါင်းဆောင်ရွေးချယ်မှုအနေနဲ့ဒီ GW36 မှာတည်ထားရမယ့်အဓိကအအနေအတွေကိုအစဉ်စဉ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ကဲပထမဆုံးအပိုင်းရင်းနဲ့အချင်းတွေကရှိမဲ့ပွဲစဉ်တွေရဲ့အခြေအနေကိုကြည့်ရအောင်ချန်ပီယံဆုလူပွဲတွေအစင်လေးတင်းဝင်မှုစ조사မှုတွေနဲ့တန်းစင်းစုံတိုက်ပွဲတွေက FPL ရမတီအပေါ်ဘလောက်တက်ရောက်မှုရှိနေလဲဆိုတာကိုတွားကြည့်ကြအောင်ကြောက်။ဇယားထိတ်ကအကျစ်အနယ်ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုရင် Man City နဲ့ Arsenal တို့လိုအသင်းတွေဟာချန်ပီယံဆုအသက်အစွမ်းကုန်စ조사နေကြတဲ့အချိန်မှာဒါကြောင့်သူတို့စီယာကစားသမားတွေဟာ FP ရဲ့အသက်တန်ဖိုးအကြီးမားဆုံးဖြစ်နေပါတယ်လီဗာပူးဆိုရင်လည်းထိတ်ဆုံးလေးသင်းစာရင်ဝင်ဖို့အပြင်းအထန်စူးစမ်းနေလာတဲ့အတွက်နိုင်ပွဲဆက်ဖို့ရှိနေတဲ့အနေအထားမျိုးမှတွေ့ရပါတယ်။ဒါဆိုရင်နောက်တစ်ဆင့်ကိုဆက်သွားပြီးဒါတွေကဘလို့အခြေအဆက်ရှိနေလဲဆိုတာကြည့်ရအောင်။တန်ဆင်းစုံမှာရုန်းခံနေရတဲ့အသင်းတွေရဲ့အခြေအနေကအရန်ကိုရှုပ်ထွေးပါရဲ့ဗျ။ Leeds နဲ့ West Ham တို့လိုအသင်းတွေကတာမစင်ရောက်ထို့အသေးလဲကစားကြမှာဖြစ်တဲ့အတွက်သူတို့ရဲ့ခံစစ်ပိုင်းပြောင်းလဲတွေကကျွန်တော်တို့ရဲ့တွက်ချက်မှုတွေကိုအများကြီးပြောင်းလဲသွားစေနိုင်ပါတယ်။ Brighton ဆိုရင်လည်းတန်ဆင်းရောက်ဖို့တခြားတလောက်ထင်နေတဲ့ Wolf အသင်းကိုအင်ကွင်းမှာအပြတ်အသတ်အသာစီးယူဖို့ရှိနေတာတွေ့ရမှာပါအပိုင်းနဲ့အနေနဲ့အနိုင်ရနိုင်ချင်တဲ့ခမန်းချက်တွေကိုဆက်သွားကြမယ်။ FPL မှာတေချာပေါအမက်ရဖို့ဆိုတာနိုင်ချေအများဆုံးအသင်းတွေကိုရှာဖွေနိုင်ခြင်းကပထမဆုံးခြေလှမ်းပါပဲ။ဂိမ်းကနန်းတွေရတကယ်စိတ်ဝင်စားစရာကောင်းတာကဒီမှာပါ။ Brighton အတွင်းရဲ့အနိုင်ရနိုင်ချေက85%အထိကိုရှိနေတာပါ။တန်ဆင်းစုံခြေစွမ်းမျိုးဖြစ်နေတဲ့ Wolf အပင်နဲ့ကစားရမှာဖြစ်လို့ Brighton နဲ့ကြီးမားတဲ့အသာစီးရမှုကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်။Game Week 36အတွက်မဟာဗျူဟာချမှတ်တဲ့အခါဒီပွဲစဉ်သုံးပွဲကအခိုင်အမာဆုံးအုတ်မြစ်တွေပါပဲဗျ။ကင်ကနာချက်လက်တွေရ Brighton ရဲ့ပြီးတော့ Crystal Palace နဲ့ Brentford ကိုအိတ်ခန့်ကစားရမှ Man City တင်းတို့ဟာသူတို့ရဲ့အင်ကွင်းတွေမှာကစားပွဲကိုအပြည့်အဝထိန်းချုပ်ကစားနိုင်မဲ့အခွင့်အရေးအများဆုံးရှိနေကြပါတယ်။ဟုတ်ပြီအပိုင်း3အနေနဲ့ဂိုးအများဆုံးတွင်းနိုင်မဲ့အသင်းတွေနဲ့ခံစစ်ပိုင်းပိတ်မှတ်တွေကိုကြည့်ကြရအောင်။ဆိုလိုတာကကျွန်တော်တို့လူချင်းတဲ့အမှတ်တွေကိုဘယ်ကနေရနိုင်မလဲဆိုတာကိုရှာဖွေကြတာပေါ့။ဂုံမျိုးနိုင်တဲ့ပွဲစဉ်တွေအတွက်မတူညီတဲ့လမ်းကြောင်းနှစ်ခုကိုနိုင်ရှင်ကြည့်ရအောင်ဗျာ။ Man City ရဲ့အင်ကွင်းတိုက်စစ်ကရက်တန်လို့မရောက်တော့အောင်ကိုကြမ်းတမ်းလုံးပါတယ်။ဒါကတပိုင်းပေါ့။တစ်ဖက်မှာကျတော့ Spa နဲ့ Leeds ပွဲစဉ်မှာနှစ်သင်းလုံးကရမှတ်တွေအလွန်လိုအပ်နေတဲ့အတွက်ကစားကွက်တီပြန်လာပြီးခံစစ်ပိုင်းဟားကွက်တွေအများကြီးမြင်တွေ့ရနိုင်ပါတယ်။ဒါဟာတိုက်စစ်ကစားသမားတွေအတွက်အမှတ်ယူဖို့တကယ့်အခွင့်အရေးပါပဲ။ကလင်းရှိရနိုင်ခြေအများဆုံးအသင်းတွေကိုအမြန်ကြည့်လိုက်မယ်ဆိုရင် Brighton, Arsenal နဲ့ Man City တို့ကထိတ်ဆုံးကပါဝင်နေပါတယ်။ Arsenal ကချန်ပီယံဆုလူနေတဲ့အချိန်မှာတိစောက်ထားတဲ့ခိုင်မာတဲ့ခံစစ်ရှိတယ်။ Man City ကတော့ Double Game Week ပွဲစဉ်ဒီမှာကစားပွဲကိုထိန်းချုပ်နိုင်စွမ်းနေရှိတယ်။ဒါကြောင့်ဒီအသင်းတွေကခံစစ်မှုတွေကိုရွေးချယ်တာကအကောင်းဆုံးစရင်အနက်ရလက်ကိုပေးစွမ်းနိုင်မှာသိကြပါတယ်။ကဲအခုဆိုရင်အပိုင်း၄ကိုရောက်လာပါပြီ။ဒါကတော့ FPL Manager တွေကအရေးကြီးဆုံးဆုံးဖြတ်ချက်ဖြစ်တဲ့အကောင်းဆုံးအသင်းခေါင်းဆောင်ကပတိန်ရွေးချယ်မှုပါပဲ။ Game Week 36ရဲ့အကျိုးအမြတ်ကိုအမြင့်ဆုံးမင်းတင်ပေးနိုင်တဲ့သူတွေကဘယ်သူတွေဖြစ်မလဲ။ဒီနေရာမှာအင်အားကြီးမားတဲ့ရွေးချယ်စရာနှစ်ခုကိုချင်းကွင်းညာညှိကြည့်အောင်ဗျာ။ဘူကာယိုဆာကာကကန်ဆယ်အားနေတဲ့ဝက်ဆန်နဲ့ကစားရမှာဖြစ်ပြီးချန်ပီယံဆုပြိုင်ပွဲမှာအမြဲတမ်းပုံမှန်ခြေစွမ်းပြနေတဲ့ကစားသမားပါ။တစ်ဖက်မှာတော့ Danny Welbeck ပါ။သူကတန်းစင်းရဖို့တေးချနေတဲ့ Wolf အသင်းနဲ့ကစားမှာဖြစ်တဲ့အတွက်အစင်သက်မချက်တက်ချင်တဲ့ manager တွေတော့အရန်ကိုဆွဲဆောင်မှုရှိတဲ့ရှာရှာပါပါရွေးချယ်မှုတစ်ခုဖြစ်လာပါတယ်။ဒါမဲ့ဗျာDouble Game Week အတွက်အထင်ရှားဆုံးနဲ့အကောင်းဆုံးရွေးချယ်မှုဆိုတဲ့စကားလုံးနဲ့အတိအကျကိုက်ညီတဲ့တကယ့်အဓိကကစားသမားတယောက်ရှိနေပါတယ်။ GW36 ရဲ့ Blind King အလေးချင်းအစီဆုံးအဲ့ဒီကစားသမားကဘယ်သူထင်မလဲ။ဆိုတော့အရေးကြီးဆုံးအချက်ကတော့အားလုံးခံမမိတဲ့အတိုင်းအာလင်းဟာလင်းကအကောင်းဆုံးကပတိန်ရွေးချယ်မှုဖြစ်တဲ့ဆိုတာပါပဲ။ Man City ရဲ့အနိုင်ရနိုင်ချက်အလွန်များတဲ့အင်ကွင်းပွဲစဉ်နှစ်ပွဲစလုံးမှာသူပါဝင်ကစားရမှာဖြစ်တဲ့အတွက်သူ့ကို Triple Captain ဖြစ်အသုံးပြုဖို့တော့အကောင်းဆုံးအခြေအနေမှာရှိနေတယ်။အဖိုင်းက DGW36 မှာတတိထားရမယ်အဓိကအန်တရနာကိုကြည့်ကြရအောင်
ရာဒီကုန်းနောက်ဆုံးပတ်တွေမှာအမတ်ရမဲ့သူတွေကိုရွေးတော့ဖို့ထက်ထောင်ချောက်တွေကိုရှောင်လွှဲနိုင်ဖို့ကပိုပြီးအရေးကြီးပါတယ်။ ဒီနေရာမှာ Pep Roulette ဆိုတဲ့စကားလုံးကိုသေချာသိထားဖို့လိုပါတယ်ဗျာဒါကတော့ Man City နီးပြ Pep Guardiola ရဲ့ခံမှန်းရခက်တဲ့ကစားသမားအလေးချက်အသုံးပြုမှုကိုခေါ်တာပါကဘာတဝမ်းက FPL manager တွေကိုခေါင်းကိုက်စေတဲ့ဒီအလေးထားဟာအခုလို double game weeks ဒီမှာပို့ပြီးတော့အရေးပါလာပါသေးတယ်ပြီးတော့ဒါကဘာကိုရှင်းရှင်းလင်းလင်းပြသနေလဲဆိုတော့အချက်လက်တွေကနေကိုယ့်ရဲ့မဟာဗျူဟာကိုဘယ်လိုချိတ်ဆက်ရမလဲဆိုတာပါပဲချယ်ဆီအသင်းရဲ့နားဘက်ဆက်တိုက်ရှုံနှင်းထားတဲ့ပုံစံကြောင့်သူတို့စီကကစားသမားတွေကိုဒီရက်ဘက်မှာလုံးဝရှောင်ကျဉ်သင့်ပါတယ်။နောက်တစ်ခုက Man City ရဲ့ double game ဒုတိယပွဲစဉ်ဖြစ်တဲ့ Crystal Palace နဲ့ပွဲမှာ Pep Roulette ကြောင့်ကစားသမားပြောင်းလဲတွေတေချာဖို့ရှိလာနိုင်တဲ့အတွက်နောက်ွယ်ကနေခိုင်မာရဲ့အရန်အစီအစဉ်တစ်ခုတော့ပြင်ဆင်ထားဖို့လိုအပ်ပါလိမ့်မယ်။နောက်ဆုံးအနေနဲ့အားလုံးတို့စဉ်းစားစရာမိကုန်းတစ်ခုချန်ထားခဲ့ကြပါမယ်။ Game Week 36ရဲ့ Pep Roulette ချောင်ချောက်ထဲကိုကြာဆင်းသွားပြီးကိုယ့်ရဲ့ FPL Champion မျောလင့်ချက်တွေပျက်စီးသွားမှာလား။ဒါမှမဟုတ်တေချာတက်ချက်ထားတဲ့ view ဟာတွေနဲ့ပဲအောင်ပွဲခံမလား။ deadline မတိုင်ခင်တေချာလေးစဉ်းစားဆုံးဖြတ်ကြပါလို့တိုက်တွန်းရင်းဒီသုံးသက်တင်ဆက်မှုကိုဒီမှာပဲဆုံးသက်လိုက်ပါရစေ။အားလုံးပဲအမှတ်တရများရယူနိုင်ပါစေ။